ကျွန်တော်ဒီနေ့ GM မြေကွက်အကြောင်းလေးတွေပြောချင်တယ်ပေါ့နော်ဒါဆိုကျွန်တော်မိတ်ဆွေတွေထဲမှာဆိုလို့ရှိရင်ရန်ကုန်မှာရှိတော့ဒီလိုအဖြူ GM မြေလေးတွေကိုတွေ့ဝူးရလူလည်းရှိတယ်ဒီလိုနောက်ပိုင်းခြာထားပေးတဲ့ဒီလိုအပြာနဲ့ပေါ့နော်ဟာမျိုးလဲတွေ့ဝူးရလူလည်းရှိကြမရှိဘူးနော်ဒါညိုပြာကြီးပေါ့ဒါဆိုရင်စီပင် GM ဖြစ်တယ်ဒါဆိုလို့ရှိရင်ဝင်း GM ဖြစ်တယ်ပြီးတော့သူ့ရဲ့နောက်ကျောမှာဆိုလို့ရှိရင်ဒီလိုလေးပါပါတယ်သူကဒီလိုလေးဒီဟာလေးမှာဆိုလို့ရှိရင်အမည်ပြောင်းလို့ရှိရင်ဒီကရံအမည်ပေါက်ကဒီမှာရေးတယ်ဒီမှာစာချုပ်ကြီးဆိုတာကိုဒီလေကောင်မှာရေးတယ်အခုဆိုလို့ရှိရင်ဒီကရံမှာဆိုလို့ရှိရင်နောက်ဆုံးနာမည်ပေါက်နေတဲ့လူဦးနိုင်ထွန်းလင်းဆိုလို့ရှိရင်နောက်ဆုံးမှာရေးတယ်နော်စာချုပ်ကြီးချုပ်ဆိုတော့နေ့ဒီမှာရေးတယ်ပေါ့နော်ဒါဆိုစာချုပ်ကြီးအမှတ်စဉ်လေးတွေဒီမှာရေးတယ်ပေါ့ဒါဆိုကျွန်တော်60ရက်ကောကဝယ်ထားတဲ့မြေကွက်လေးပါဘိုးရင်ကရံပါဒါကကြတော့ဒဂုံစစ်ကန်းရဲ့ကရံလေးပဲဖြစ်ပါတယ်ခင်ဗျာဒါဒဂုံစစ်ကန်းရဲ့ကရံလေးပါဒဂုံစစ်ကန်းမြို့နယ်ပေါ့နော်151မြေကွက်နံပါတ်1496ဒီကရံမြေကွက်လေးတွေဝယ်တဲ့အခါမှာဆိုလို့ရှိရင်ရောင်းတဲ့လူဘက်ကအယောင်းမြေပုံမှုထုတ်ပေးရပါတယ်ရောင်းမြေပုံထွက်လာလို့ရှိရင်ကျွန်တော်တို့က CM ပေးမယ်ပြီးလို့ရှိရင်ရောင်းမြေပုံမှုထုတ်ပြီးလို့ရှိရင်ငွေချေပေါ့ငွေချေပြီးလို့ရှိရင်ကျွန်တော်ကဘာလုပ်ရမလဲဆိုလို့ရှိရင်ရောင်းတဲ့လူရောဝယ်တဲ့လူရောမှတ်ပုံနေအနေနဲ့အကောင့်စင်းနေနဲ့ကိုကျွန်တော်ကခွင့်ရုံးသွားစာချုပ်ကြီးချုပ်ဖို့အတွက်ပြီးလို့ရှိရင်အခွန်ကျလာမယ်ဆိုအခွန်ဆောင်ရောင်းတဲ့လူကလည်းရောင်းခွန်ဆောင်ဝယ်တဲ့လူကလည်းဝယ်ခွန်ဆောင်ပြီးတော့တစ်စိတ်ကောင်းခွန်ကတ်ပြီးလို့ရှိရင်စာချုပ်ကြီးချုပ်ပြီးတော့အမည်ပြောင်းလို့ရပါတယ်ခင်ဗျာဒီကရံအမည်ကရံလေးတွေဝယ်ယူတဲ့ခါမှာဆိုလို့ရှိရင်ဒီနေ့ကျွန်တော်ရောအဓိကပြောချင်တာဆွမ်းနာတက်ရှာလာတဲ့ file ထဲမှာဆိုလို့ရှိရင်ဒီလိုတုံးလေးတွေနဲ့ပါတဲ့ကရံမြေလေးတွေဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့တခြားစီစစ်ပြီးတော့မှသတိထားပြီးတော့မှဝယ်ယူစီခြင်းပါတယ်ခင်ဗျာဒီမှာကျွန်တော်မြင်တွေ့နေရတဲ့ကရံဆိုလို့ရှိရင်ပျောက်လျှောက်ကရံဖြစ်ပါတယ်ခင်ဗျာပျောက်လျှောက်ကရံဆိုလို့ရှိရင်အမည်ပေါက်ကရောင်းမှသာလင်ပဲဝယ်ယူလို့ရပါတယ်အမည်ပေါက်ကမဟုတ်ဘဲနဲ့တဦးတယောက်ကနေပြီးရောင်းမယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဝယ်ယူလို့မရပါဘူးဒီလိုကရံမျိုးတွေဝယ်မယ်ဆိုလို့ရှိရင်နားလက်တကြမ်းတော့ရှင်းနေများနဲ့သာတိုင်ပင်ဆွေးနွေးပြီးမှတေချာစီစစ်ပြီးမှဝယ်ယူသင့်ပါတယ်နားလက်တကြမ်းတော့အကျိုးဆောင်များနဲ့သာဝယ်ယူသင့်ပါတယ်ခင်ဗျာဒီတုံးမှာရေးထားတဲ့အကြောင်းအရာလေးကိုကျွန်တော်ဖတ်ပြပါမယ်ခင်ဗျာပါမစ်ပြောက်စုံကြောင်းတင်ပြလျှောက်ထားခဲ့ပြီးယခုကရံတစ်ထုတ်ယူခြင်းနဲ့ပတ်သက်၍တဲ့တဦးတယောက်မှ၎င်းမြေကွက်ဤပါမစ်မူရင်းပြပြီးလျှောက်ထားလာခြင်းပေါ်ပေါက်လာပါကယခုထုတ်ယူထားသည့်ကရံအားပယ်ဖျက်မိကိုတဲ့သိရှိပါသည်တဲ့ဒီကရံကပါမစ်ပြောက်လို့ကရံလျှောက်ပေးထားတာကိုတုံးထုပြီးတော့ထုတ်ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာပါမစ်မူရင်းနဲ့တဦးတယောက်ကကရံသွားလျှောက်မယ်ဆိုလို့ရှိရင်ဒီကရံပယ်ဖျက်မယ်ဆိုပြီးတော့တရားဝင်ရေးထားခြင်းပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကဒဂုံမြို့သစ်တောင်ပိုင်းကကရံလေးကိုဝယ်ထားတဲ့ကရံလေးပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်အဲ့ဝယ်ထားတဲ့ကရံလေးတွေမှာဆိုလို့ရှိရင်ပါမစ်လေးကတော့အပြင်မှာတော့တွေ့ပြီပေါ့နော်ပါမစ်ကအပြင်မှာတွေ့ပြီကျွန်တော်ဆိုလို့ရှိရင်တင်တန်းနေမှာဆိုလို့ရှိရင်ဒီလိုကရံတွေဆိုလို့ရှိရင်မဝယ်ဖို့ဝယ်မယ်ဆိုလို့ရှိရင်လည်းစီစစ်ပြီးမှဝယ်ဖို့ဆိုတော့ကျွန်တော်တင်ကြားနေတဲ့တင်တန်းနေမှာအမြဲပြောနေကြဒီကရံလေးတောင်မှာအခုဆိုပါမစ်လေးနဲ့ထွက်လာပါပြီခင်ဗျာအဲ့အတွက်ကြောင့်မို့မိတ်ဆွေတို့အနေနဲ့ဒီကရံမြေကွက်လေးတွေဝယ်မယ်ဆိုလို့ရှိရင်အရင်ဆုံးဥစားစီပင်မှာမြေယာဆိုရင်ရှင်းဆိုတာလေးကိုအရင်စစ်ပေါ့နော်ပြီးလို့ရှိရင်ကိုဝယ်တဲ့ခါမှာဆိုလို့ရှိရင်လည်းဒီကရံတွေဆိုလို့ရှိရင်လည်းတေချာကြည့်ပါဒီလိုတုံးတွေပါမပါလေးဆိုတာတေချာလေးကြည့်တင်ပါတယ်ခင်ဗျာအခုကျွန်တော်လက်ထဲမှာရှင်းပါဆိုလို့ရှိရင်ဒီကရံမှာပါတုံးမှမပါပါဘူးပြီးတော့စာရက်ကလည်းရှင်းပါတယ်ဒီမှာဆိုလို့ရှိရင်သူကရံမှာပါတဲ့အချက်လက်တွေပါတယ်ပြီးလို့ရှိရင်ကရံမှာချထားပေးလို့ရှိရင်မြေတိုင်းကလူကြီးလက်မှတ်တွေတေချာကြည့်ရပါမယ်ပြီးလို့ရှိရင်ကရံနောက်ကျောမှာ scale လေးတွေနဲ့ဆွဲထားတဲ့ CPN scale လေးတွေကိုလည်းကျွန်တော်ကတေချာကြည့်ရပါမယ်ခင်ဗျာဒါကျွန်တော်လက်ထဲမှာရှိတော့ကရံမြေကွက်လေးဆိုအရန်ရှင်းတဲ့မြေကွက်လေးပဲဖြစ်ပါတယ်ဒီဒါဆိုလို့ရှိရင်လည်းဒါအိုးရင်ကရံမြေကွက်လေးပဲဖြစ်ပါတယ်ဒါအိုးရင်ချထားပေးတဲ့ကရံဆိုလို့ရှိရင်လည်းဒီလိုပဲအိုးရင်ဦးစီးရရှိတွေလက်မှတ်ပါပါမယ်သူတို့နောက်မှာဆိုလို့ရှိရင်လည်းအိုးရင်ချထားပေးတဲ့မြေပုံအညွှန်း scale လေးတွေပါရှိရပါမယ်မိတ်ဆွေတို့ရဲ့တန်မိုးရှိသောပတ်စံတွေကိုမြေကွက်လေးတွေရောင်းတဲ့ဝယ်တဲ့ခါမှာဆုံးရှုံးမှုနစ်နာမှုမရှိအောင်ကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးကိုမျှဝေပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ